သိဘူး မလဲမလားအပြင်မှာပို့ချောတယ်နော် ဟုတ်ပါမိုးရရွာတော့လမ်းနေရေးစုံနေတာလေကိုဘာမအောင်မလဲခင်ဗျ အေးသီလေးထားလန်ခီကျူဆိုင်နော်ကောင်းမှနိုးနိုးကြကြလေးနေအိတ်ကြီးပဲမနေနဲ့တမုတ်တွေလေးပါလေရွတ်အောင် ဟုတ်ကိုမောင်လေးရေးပေးပါဟုတ်1 2 3 4 5 စိုးမြင့်ကျော်ရှိလားညီ ဟုတ်ကိုတော့ကစ်ချန်ထဲမှာခေါ်ပေးရမလားဗျ အရတယ်မခေါ်နဲ့ပြီးမှတော့နှုတ်ဆက်လိုက်မယ် မောင်လေးရှမ်းရလားမရဘူးဗျကျွန်တော်တို့တစ်ဆိုင်လုံးဘူးကြီးပဲ ထမင်းကျော်တစ်ပွဲ ဘာနဲ့စားမလဲကို နှစ်နဲ့ပဲစားလိုက်လေတယောက်တော့ပေါ့ အမကိုလည်းထမင်းကြော်ပဲပေးအမရောဘာနဲ့စားမလဲဇွန်းနဲ့ပဲစားမယ်လေဘာတောင်းမလဲဗျ ဝိုင်သေးကြီးတာလေးချကွာ ဘီယာလည်းရှိတယ်ကို တူဖို့ရလား မရဘူးလောလောဆယ်တော့တကြံမိုးပဲရမယ် အေးရတာဖွင့် ကိုကဘလို့တင်မျိုးကြိုက်တော့ အကိုကဒီမန်ကြီးကအကြိုက်ဆုံးမှာရှင်းတယ်လေညီမကဘယ်ဒိတ်ကြိုက်လဲ ညီမစတင်ဘာ21ကြိုက်တယ်တိတ်လည်းမပူမိုးလည်းတိတ်မရွာတော့ဘူးလေအခုအရက်တွင်ဘလို့တွဲလေးရှိတော့ ပုံမှန်တော့ကလစ်နဲ့ပဲညှက်တယ်အကြိုင်းမြဲကျင်တော့စတက်ပလာနဲ့ချုပ်လိုက်တာပဲ အခုကောင်းလားနည်းနည်းတိုက်ကြည့်မလား အေး မောင်လေးပေါ့တယ်နော်အခုရှင်းတော့မလား အေးပေးလေ x square ချင်း x square ချင်းက j 3x က60ဆိုတော့ x က20မခတ်ပါဘူးမင်းဟာဘယ်လောက်ကြာလဲညီ တမေချာလုံးကြီးပါပဲဗျာ အေးဒီနေ့မေးကွာတတ်တာ哦 ညီမတို့ခွဲရှင်းကြမလား ရတယ်လုံးလိုက်ပဲရှင်းလိုက်မယ်ဒါဆိုအကိုတို့ပြန်ဆောင်ကြအောင်မလား ကံမကွင်ပေါ့ရှင်